Hello အားလုံးပဲမင်္ဂလာပါမိတော်ရဲ့ဒါတော့ channel လေးကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ engine numbers တွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာပါ engine number ဆိုတာကအားလုံးလည်းသိကြလိမ့်မယ်အဲ့လိုထင်ပါတယ်သိကြလိမ့်မယ်လို့ထင်ပါတယ်ဒီ engine numbers တွေကဒီတိုင်းကြည့်မယ်ဆိုရင်တော့ဒါဒီတိုင်းပဲကိန်းဂဏန်းတစ်ခုပဲပေါ့နော်ဘာမှထူးခြားမှုရှိမှာမဟုတ်ဘူးဒါပေမဲ့လူအများစုယုံကြည်လက်ခံထားတာကဒီကဏ္ဍနေရာဆိုရင်တဲ့ spiritual ဘိုင်းနဲ့ဆက်ဆက်နေတဲ့စွမ်းအင်ရှိတဲ့ကဏ္ဍနေလို့ယူဆကြတယ်ယုံကြည်ကြတယ်အဲဒီကဏ္ဍနေထဲမှာဒီ spiritual နဲ့ဆက်ဆက်နေတဲ့စွမ်းအင်တွေရှိတယ်လို့ယူဆကြတယ်ပေါ့နော်တချို့ကဒီဟာတွေကိုအဆောင်နေနဲ့စောင့်ကြတာမျိုးတွေလည်းရှိတယ်ပေါ့နော်ကိုယ်တိုင်လည်းမြင်ဖူးတာမျိုးဖြစ်နိုင်ပါတယ်ဒီမီတော့ရဲ့ဒီအဆောင်ရောပြပါလေးတွေမှာဆိုလဲဒါလေးတွေထည့်တတ်တယ်ပေါ့နော်သုံးဘူးတဲ့သူဆိုသိပါလိမ့်မယ်တကယ်လို့ဒီ engine numbers တွေကိုမကြာခဏမြင်နေရတာမျိုးဇက်တိုက်ပေါ့နော်ဇက်တိုက်တွေ့နေရတာမျိုးဒီလိုမျိုးလေးတွေဆိုရင်တဲ့ဒါက angel ဆိုရင်ဒီမင်းအဆောက်အအုံတွေကမင်းကိုတခုခုသိစေခြင်းလို့သူတို့ကဒီ number တွေကိုမင်းကိုမြင်အောင်ပြတယ်လို့ယုံကြည်လို့ရပါတယ်သူပြောပြတဲ့ခဏန်းနဲ့ကိုခဏခဏမြင်ရတဲ့ခဏန်းနဲ့ဆက်ပြီးတော့သူဘာပြောချင်လဲဆိုတဲ့အဓိပ္ပာယ်တော့ကွဲနိုင်တယ်ဒါပေမဲ့သိကြတာတခုကမင်းအနေနဲ့ engine numbers တွေကိုခဏခဏမြင်နေရပြီဆိုရင်ဒါမင်းကိုတခုခုသူတို့ပြောချင်တာရှိတယ်မင်းကိုအသိပေးချင်တာတခုခုရှိတယ်လို့ယူဆလို့ရပါတယ်ဒီတော့ဒါတွေကိုမင်းဘယ်မှာတွေ့နိုင်မလဲဘယ်မှာတွေ့နိုင်မလဲဆိုရင်နာရီတို့ဘယ်နှစ်နာရီဘယ်နှစ်မိနစ်ဘယ်နှစ်စက္ကန့်ပေါ့အဲ့လိုမျိုးနာရီတွေမှာဒါမှမဟုတ်အိမ်နံပါတ်နောက်ဖုန်းနံပါတ်တို့ကားရဲ့ဒီနံပါတ်ပြားတို့ပေါ့နော်အဲ့ဒီဟာလေးဒါမှမဟုတ်ဒီပတ်စံပေါ့နော်ပတ်စံမှာရှိရဲ့ခဏန်းနေအဲ့လိုမျိုးတွေအများဆုံးမြင်ရနိုင်ပါတယ်တော်တော်များများကတော့ဒီနာရီမှာမြင်ဘူးကြတာပိုပြီးများနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကဖုန်းကင်နေတာဆိုတော့ဒီဖုန်းမှာအများကြီးမြင်နေရတာမျိုးပေါ့နော်အဲ့လိုမျိုးမြင်ရတာများလိမ့်မယ်တကယ်လို့မင်းဒီခဏန်းတွေကိုခဏန်းတစ်ခုတည်းကိုပဲဖြစ်ဖြစ်ခဏန်းတစ်ခုတည်းဆိုတာကထားပါတော့333ဆိုတဲ့ခဏန်းလေးတစ်ခုတည်းကိုပဲဖြစ်ဖြစ်ထပ်ခါမြင်နေရပြီဆိုရင်တေချာပေါက်တာမင်းအတွက် message တစ်ခုရှိလိမ့်မယ်သူတို့ပေးချင်တဲ့ message တစ်ခုရှိလိမ့်မယ်ပေါ့နော်ဒီနောက်တစ်ခုကလေ engine number တွေကဒီလိုမျိုးကိန်းဂဏန်းတစ်ခုတည်းကို3ခုဆက်ထားတာမှမဟုတ်ဘူး4ခုဒါမှမဟုတ်မတူညီတဲ့ခဏန်းတွေပေါ့နော်ဘယ်လိုပြောရမလဲ1167တို့အဲ့လိုမျိုးတခြားကီကိန်းတွေကမတူပဲမဲ့ engine numbers လို့ခေါ်လို့ရတဲ့ခဏန်းတွေလည်းရှိသေးရဲ့ပေါ့နော်အများစုသိကြတာကတော့ဒီပေါ့3ခုဆက်ထားတဲ့ဟာ3ခုပေါ့နော်222တို့နောက်တစ်ခုကဒီ333တို့ဒီလိုမျိုး3ခုဆက်ထားတယ်နောက်တစ်ခုကကျတော့ဒီ1111လို့ခေါ်တဲ့လေးလုံးပေါ့နော်ခဏန်းလေးလုံးတူညီတဲ့ခဏန်းလေးလုံးဒါကိုအများစုသိကြတယ်ဒါပေမဲ့အဲ့လိုမဟုတ်ပါနဲ့အဲ့လိုမတူဘဲနဲ့ engine number လို့ခေါ်လို့ရတဲ့တခြားကိန်းဂဏန်းတွေလည်းအများကြီးရှိရပေါ့နော်ဒါလေ့လာလို့လည်းကုန်မှာမဟုတ်ဘူးအကုန်သိအောင်လည်းကြိုးစားလို့လွယ်မှာမဟုတ်ဘူးအများကြီးရှိပါတယ်ဒီတော့အတိတ်ကပြောချင်တာတကယ်လို့မင်းအနေနဲ့ engine numbers တွေကိုဇက်တိုင်းမြင်နေရပြီဆိုရင်ဒါကမင်းကိုမင်းရဲ့အဆောင်ရှောက်ဒါမှမဟုတ်မင်းနားမှာရှိနေတဲ့ angels တွေကမင်းကိုပြောချင်တာတခုခုရှိလို့အကြံပြယူဆလို့ရပါတယ်ဒီသူအများသောအားဖြင့်တော့ဒီ angel numbers တွေကိုမြင်ပြီဆိုရင်သူကောင်းတဲ့အရာတွေအတွက်ပို့ပြီးများတတ်တယ်ဥပမာပြောရရင်အဲ့ဒါလေးမြင်ပြန်တော့မှသတင်းကောင်းတွေကြားရတာမျိုးတို့ကိုလိုချင်တဲ့ဟာလေးရတာမျိုးတို့အခွင့်အရေးတွေရှိလာတာဒီလိုမျိုးလေးတွေများတတ်တယ်ပေါ့နော်ကိုယ်စောင့်ရှောက်ပေးရဲ့အဆောင်ရှောက်ရှိနေတယ်ဒီလိုမျိုးလေးများတတ်တယ်ဒါပေမဲ့သူကဒီလိုမျိုးကောင်းတဲ့အခါမှာကိုယ့်အတွက်အဆင်ပြေတာတွေရောက်လာတဲ့အခါကောင်းတာတွေရောက်လာတဲ့အခါမှာပဲဒီလိုမျိုးသူကပြောပေးတာမဟုတ်ပေါ့နော်ကိုယ်သူတခုကိုသတိပေးချင်တဲ့အခါမှာလည်းဒါတွေကိုတွေ့ရတတ်တယ်ပေါ့နော်
တွေ့ရတတ်တယ်ဒီများသောအားဖြင့်မိသောကိုယ်တိုင်ဆိုရင်ဒီကဏ္ဍနေတဲ့အမှာပေါ့နော်555ဆိုတဲ့ငါကဏ္ဍ3ခုကိုခဏမြင်ရတတ်တယ်ကိုဒီ spiritual လမ်းကြောင်းကိုဒီ tarot reader ဖြစ်ပြီးနောက်ပိုင်းမှာပို့ပြီးသတိထားမိလာမျိုးလည်းဖြစ်နိုင်ပါတယ်ဟိုရင်တော့မသိဘူးပေါ့နော်ဒီနောက်ပိုင်းမှာဒီအပိုင်းနေနဲ့ဆက်ပြီးတော့ကိုယ်တိုင်သိလာလို့လည်းဖြစ်နိုင်ပါတယ်တောက်လျှောက်ဒီ555ဆိုတဲ့ဟာကိုမြင်ခဲ့ရတယ်ဇက်တိုက်ပေါ့နော်ဒါလည်းဆိုပေမဲ့လို့နေတိုင်းမြင်နေရတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီဟာကိုစပြီးမြင်လိုက်ပြီဆိုတာနဲ့နောက်ထပ်ရက်အနည်းငယ်လောက်နေရာတိုင်းမှာလို့ခဏတွေ့ရတာမျိုးပေါ့အဲ့လိုမျိုးရှိတတ်တယ်အဲ့တော့ဒီပေါ့သူကတွေ့ရင်တော့ဒီလိုတစ်ခုတည်းတော့တွေ့မှာမဟုတ်တခြားဒီ444လို့အဲ့လိုမျိုးလေးလည်းတွေ့နိုင်တယ်ပေါ့နော်ဒါပေမဲ့မိတော့တတိထားမီလောက်ကတော့555ဆိုတဲ့ကဏ္ဍကိုတော်တော်များများဒီတွေ့တဲ့အခါတိုင်းပေါ့နော်ဒီကဏ္ဍတွေကပို့ပြီးတော့များရတယ်ပေါ့နော်အဲ့လိုမျိုးလေးပို့ပြီးသိထားမိတယ်တခြားလူတွေလည်းဒီလိုမျိုးကိုယ့်အတွက်အတွေ့များတဲ့ကဏ္ဍတစ်ခုခုရှိမယ်လို့ထင်ပါတယ်ညှိချင်မှလည်းရှိမှာပေါ့နော်အစုံတွေ့ရမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကိုယ်တိုင်ကြုံတွေ့ရတာကိုပြောပြတာပါဒီတော့အဓိကပြောချင်တာအဲ့လိုမျိုးကိုယ်ကဒီ angel numbers တွေကိုဇာတ်တိုက်တွေ့ရပြီဆိုရင်တဲ့ဒီဟာကကိုယ့်ကိုသူကတခုခုသတိပေးချင်တာတို့အသိပေးချင်တာတို့ဘာတွေဖြစ်လာမယ်ဆိုတာကိုပြောပြချင်တာဒီလိုမျိုးတွေရှိတတ်ပါတယ်တချို့ဆိုရင်အိမ်မက်ထဲမှာတွေ့တာမျိုးလေဒါလေးနည်းနည်းတော့ရှားပါတယ်ဒါပေမဲ့အိမ်မက်ထဲမှာတွေ့တာမျိုးလေးရှိတတ်တယ်အဲ့လိုဆိုရင်ပို့ပြီးတော့မှထူခြားမှုတွေရှိနိုင်ပါတယ်အိမ်မက်ထဲမှာတွေ့ရတယ်ဟာကပို့ပြီးတော့မှထူခြားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ angel numbers ကိုစိတ်ဝင်စားတဲ့သူရှိလားယုံကြည်တဲ့သူရှိလားနောက်ရက်တွေမှာဒီ angel numbers တွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အတိတ်ပဲဒီဘယ်လိုရှိနိုင်မလဲဘာတွေကိုပြောချင်တာဖြစ်မလဲဆိုတာလေးတွေပြန်ပြီးတော့လာပြောပေးပါမယ်ဒီနေ့ကတော့ဒီ angel numbers အကြောင်းကိုလာပြီးတော့ရှင်းပြပေးရပါတကယ်လို့ angel numbers တွေကိုတွေ့ပြီဆိုရင်မင်းရဲ့အနာမှာမင်းရဲ့အဆောင်ရှောက်ဒါမှမဟုတ် angel တွေကမင်းကိုပြောချင်တာတခုခုရှိနေတယ်ဆိုတာကိုယုံကြည်လို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်